အဲ့တော့ဒီ IS ကတော့အဓိကအဖြစ်တော့သူကလိုအပ်ချက်တစ်ခုပဲเนาะအဲ့ဒါလေးသိထားရင်ရပြီဘာလို့လဲဆိုတော့သူကကြောင်းလျှောက်တယ်ပေါ့ဒါမှမဟုတ်လည်းပဲနိုင်ငံခြားမှာတစ်ခုလို့ရင်သူက IS လိုလာပြီသူသဖြင့်ကိုကဒီကိုနိုင်ငံမဟုတ်တဲ့တခြားနိုင်ငံတစ်ခုမှာအဲ့နိုင်ငံမှာ communication အတွက်ဘယ်လောက်ထိတက်မြောက်ထားလဲစစ်ဆေးခြင်းလို့ဒီက IS ကိုဖြေခိုင်းတာအဲ့တော့ကျောင်းစာသင်လည်းပဲဆရာတို့ဒီအင်္ဂလိပ်လိုသင်ရမှာလေချုပ်ပါတဲ့တည်းဟုတ်တယ်မလားကိုကအင်္ဂလိပ်စာဘယ်လောက်ထိတက်ကျွမ်းထားလဲဆိုတာသိဖို့ IS ကိုစစ်ဆေးဖို့လိုလာအဲ့လိုပဲလောက်တာပဲဖြစ်ဖြစ်ဘာရောက်နေထိုင်တာပဲဖြစ်ဖြစ်အဲ့မှာ IS ကိုလိုတယ်အဲ့တော့ဆရာတို့ IS ကိုဖြေဖို့လိုလာဒီကကိုယ့်ရဲ့အင်္ဂလိပ်စာတက်ကျွမ်းမှုကိုစစ်တဲ့ပုံစံအဲ့လိုစစ်တဲ့ချိန်မှာဆရာတို့စစ်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိတယ်။ခြား test တွေလည်းဘောင်းစုံရှိတယ်။လူမြင်အောင်ပြောရရင်ဆရာတို့ Duolingo ရှိတယ်။အဲ့တော့အခု TOEFL လည်းရှိမယ်။ TOEIC တွေပါလည်းရှိသေးတယ်။အဲ့လိုစုံစီတစ်ပါးရှိရဲ့ထဲမှာမှဆရာတို့ဘာလို့ IS ကိုရွေးကြရလဲဆိုတော့အဓိကသူကနေရာတကာလက်ခံလို့ Duolingo ဒီနေရာတိုင်းလက်ခံချင်မှလက်ခံနိုင်မယ်။နေရာတကာလက်ခံတဲ့ကောင်ကိုရွေးခြင်းအပြင်ဆရာတို့ဒီတိတ်မပူရတော့ဘူး။ TOEIC ဒီလည်းပဲချို့နေရာလက်ခံမဲ့ချို့နေရာလက်မခံဘူးအဲ့တော့ IS နဲ့ TOEFL ကတော့အဓိကအဖြစ်တော့လက်မခံတဲ့အကြောင်းဆိုတာရှားတယ်မရှိသလားအရင်တော့ဘောတော့ကိုလျှောက်ချင်တဲ့အကြောင်းကဘယ်အကြောင်းတင်နေကျွန်တော်ကရှောက်မှာအဲ့ဆိုရင်တော့အကောင်းဆုံးကတော့ဘယ်အကြောင်းတင်လက်ခံတဲ့ဟာကိုရွေးရအကောင်းဆုံး